တရွက်ကိုသိန်းချီပေးဝယ်နေရတယ်မြန်မာရှေးအောင်ငွေစက္ကူများမင်္ဂလာပါခင်ဗျာထောက်မဂဇင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာကိုလိုနီခေတ်ကနေပြီးယနေ့အချိန်ထိခေတ်ဆက်ဆက်အသုံးပြုခဲ့တဲ့ငွေစက္ကူမျိုးစားများစွာရှိခဲ့ပြီးအုပ်ချုပ်ခဲ့တဲ့အစိုးရတွေပေါ်မူတည်ကထုတ်ဝေခဲ့တဲ့ငွေစက္ကူတွေရဲ့ပုံသဏ္ဍာန်ဟာလည်းပြောင်းလဲများစွာရှိခဲ့ပါတယ်တချိန်ကတန်မိုးမြင့်ငွေစက္ကူဖြစ်ရပ်တည်လျက်ရှိခဲ့တဲ့ငွေစက္ကူတွေဟာယခုချိန်မှာတရားဝင်ငွေစက္ကူဖြစ်တည်ရှိနေခြင်းမရှိတော့တဲ့ငွေစက္ကူတွေလည်းများစွာရှိနေခဲ့ပါတယ်ထိုငွေစက္ကူတွေဟာထုတ်ဝေခဲ့တဲ့ခုနှစ်သက်တမ်းကြာမြင့်မှုပေါ်မူတည်ပြီးရှေးအောင်ငွေစက္ကူရောင်းဝယ်ရေးဈေးကွက်မှာတော့တန်မိုးကြီးမြင့်မှုနှုန်းကကွာခြားတတ်ပါတယ်ဒီလိုမျိုးခေတ်ဆက်ဆက်အသုံးပြုခဲ့တဲ့ငွေစက္ကူမျိုးစားတွေကမှ1958ခုနှစ်တုန်းစေဝစ်စုံနဲ့အုတ်ထုတ်ဝစ်စင်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ငွေစက္ကူမျိုးစားကတော့ရှေးအောင်ငွေစက္ကူရောင်းဝယ်ရေးဈေးကွက်မှာပေါက်ဈေးကောင်းကောင်းရနေတဲ့ငွေစက္ကူမျိုးစားဖြစ်နေခဲ့ပါတယ်တခြားသောမြန်မာကျပ်ငွေစက္ကူမျိုးစားတွေနဲ့မတူညီတဲ့ချက်ကတော့1958ခုနှစ်မှာထုတ်ဝေခဲ့တဲ့ဗိုလ်ချုပ်ရုပ်ပုံမှာငွေစက္ကူတွေဟာငွေစက္ကူထုတ်ရဌာနတိုင်းတူညီတဲ့တန်ဖိုးနဲ့လဲလှယ်ခွင့်ရှိကြောင်းအာမခံချက်ပေးထားတဲ့စာသားပါဝင်ခြင်းနဲ့အတူပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်ရဲ့ကိုစားအုပ်ချုပ်ရေးမှူးစံလင်းရဲ့လက်မှတ်ပါဝင်နေခြင်းပဲဖြစ်ပါတယ်ရှေးအောင်ငွေစက္ကူဈေးကွက်မှာစံလင်းပတ်စံလို့ခေါ်ကြတဲ့1958ခုနှစ်တုန်းမြန်မာကျပ်ငွေစက္ကူတွေဟာအဲ့ဒီချိန်တုန်းကတန်ဖိုးမြင့်မာပြီးကမ္ဘာငွေကြေးလောကမှာလည်းမျက်နှာမငယ်ခဲ့ရတဲ့ငွေစက္ကူဖြစ်ပါတယ်မြန်မာနိုင်ငံတော်ဘဏ်အပ်ဥပဒေကိုသမ္မတဦးပါဦးက1952ခုနှစ်မှာလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီးနောက်1958ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ပြည်ထောင်စုနေ့မှာစံလင်းပတ်စံလို့ခေါ်ကြတဲ့ဒီငွေစက္ကူမျိုးစားတွေကတစ်ကျပ်တန်5ကျပ်တန်10ကျပ်တန်နဲ့100ကျပ်တန်တို့ကိုစတင်ထုတ်ဝေခဲ့ပါတယ်။အဲဒီနောက်1958ခုနှစ်ဩဂုတ်လမှာတော့20ကျပ်တန်နဲ့100ကျပ်တန်တွေကိုဆက်လက်ထုတ်ဝေခဲ့ပါတယ်။စံလင်းပတ်စံ5ကျပ်တန်နဲ့100ကျပ်တန်တွေဟာပုံမရှားပါးစွာတွေ့ရတဲ့ငွေစက္ကူမျိုးစားတွေဖြစ်ပြီးဒီငွေစက္ကူတွေဟာတရွက်ကိုကျပ်သိန်းကနန်းထိပေးဝယ်ယူမှသာပဲအယောင်းဝယ်ဖြစ်နိုင်မဲ့ငွေစက္ကူမျိုးစားတွေဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့တခြားသောစံလင်းပတ်စံတွေကလည်းအနည်းဆုံးကျပ်1000ဝန်းကျင်ဈေးပေါက်နေတဲ့အတွက်ကြောင့်ရှေးအောင်ငွေစက္ကူဈေးကွက်မှာအမေရိကန်ဒေါ်လာထက်တောင်ပိုမိုတန်ဖိုးမြင့်မားတဲ့ငွေစက္ကူမျိုးစားတွေလည်းဖြစ်နေပါတယ်။စံလင်းပတ်စံတွေမှာ100တန်တွေ50တန်တွေကပိုရှာတယ်။အဲ့ဒါတွေဆိုတရွက်ကိုသိန်းချီတန်နဲ့ကျန်တဲ့တစ်ကျပ်တန်5ကျပ်တန်20တန်တွေကလည်းဈေးမနေဘူး။အနည်းဆုံးတော့1000ဝန်းကျင်ပေါက်ဈေးရှိတာပေါ့။ဒါပေမဲ့အုပ်လိုက်ဆိုရင်တော့ပိုပြီးတော့ဈေးရတယ်လို့ရှေးအောင်ငွေစက္ကူရောင်းဝယ်ပြုလုပ်သူတူကပြောပါတယ်။အာနာသိန်းဆိုရဖြစ်တဲ့ဒေါ်လာရင်းကောင်စီလက်ထက်နဲ့အဲဒီကနေအသွင်ပြောင်းသွားတဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခင်မှာတော့ဒီစံလင်းပတ်စံ100ကျပ်တန်နဲ့50ကျပ်တန်တွေကိုလက်ဝယ်ပိုင်ဆိုင်ထားရှိခြင်းဟာအမြင့်ဆုံးတည်တံထိချမှတ်နိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။1964ခုနှစ်မေလ18ရက်မှာဒေါ်လာရင်းကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းဟာကျပ်100တန်နဲ့50တန်ငွေစက္ကူတွေကိုအရင်းရှင်လူရန်စားတွေကပြည်ထောင်စုမြန်မာနိုင်ငံရဲ့စီးပွားရေးကိုကမောက်ကမဖြစ်စေရန်လောက်သားပြည်သူတွေရဲ့စားတောက်နေထိုင်ရေးကိုကြာဆင်းအောင်ပြုလုပ်ရမှာအသုံးချမဲ့ပစ္စည်းတွေဖြစ်တတ်မှတ်တယ်လို့ဆိုကာအဲ့ဒီငွေစက္ကူတွေကိုတရားဝင်ငွေဖြစ်ကရက်စဲခဲ့ပါတယ်ဒီလိုရက်စဲခဲ့တဲ့အမိန့်စတင်အသက်ဝင်တဲ့1964ခုနှစ်မေလ18ရက်ည9:00နာရီနောက်ပိုင်းမှာဒီငွေစက္ကူတွေကိုတရားဝင်ငွေဖြစ်အသုံးပြုခြင်းမိမိပိုင်မဟုတ်ပဲမိမိပိုင်ဖြစ်ကြောင်းဖော်ပြခြင်းမိမိပိုင်ကိုတခြားသူဒူးပိုင်ဖြစ်ဖော်ပြခြင်းတွေဟာအနည်းဆုံးထောင်နဲ့10နှစ်ကနေအများဆုံးတည်တံထိပြစ်ပေးခံရနိုင်တဲ့အကြောင်းရင်းတွေဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်အဲဒီနောက်ပိုင်းမှာတော့ရခိုင်ပါလီမန်ဒီမိုကရေစီခေတ်တစ်လျှောက်တန်မိုးမြင့်မားခိုင်မာခဲ့တဲ့မြန်မာကျပ်ငွေဟာတဖြည်းဖြည်းတန်မိုးကျဆင်းလာခဲ့ရပြီးငွေကြေးဖောင်းပွားမှုအခြေအနေတွေဆိုးရွားစွာဖြစ်ပေါ်လာခဲ့ရကနေတိုင်းပြည်ကလည်းဖွံ့ဖြိုးမှုနောက်ကျဆုံးနိုင်ငံဖြစ်ကိုပြောင်းလဲသွားခဲ့စေခဲ့တဲ့အကြောင်းရင်းတွေကတစ်ခုပဲဖြစ်ပါတယ်။ရှေးအောင်ငွေစက္ကူရောင်းဝယ်ရေးဈေးကွက်မှာစံလင်းပတ်စံတက်ပို့ပြီးတန်မိုးကြီးရှားပါတဲ့နောက်ထပ်မျိုးစားတစ်ခုလည်းရှိပါသေးတယ်။အဲဒါကတော့1952ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အပ်ဥပဒေပြဋ္ဌာန်းခြင်းမရှိသေးခင်လွတ်လပ်ရေးခေတ်ဦးကာလမှာထုတ်ဝေခဲ့တဲ့မောင်ကောင်းပတ်စံပဲဖြစ်ပါတယ်။မောင်ကောင်းပတ်စံတွေကတော့ရှေးအောင်ငွေစက္ကူဈေးကွက်တွေမှာတော့တခါတရံမှရှက်ရှက်ပပတွေ့မြင်ရတဲ့ငွေစက္ကူမျိုးစားတွေဖြစ်တယ်လို့သိရပါတယ်။စံလင်းပတ်စံနဲ့မောင်ကောင်းပတ်စံမျိုးစားမျိုးတွေမှာကွာခြားချက်အနေနဲ့မောင်ကောင်းငွေစက္ကူဟာဒေါင်းပုံချင်းသေးပုံစင်ပုံရက်ကန်းရနေတဲ့အမျိုးသမီးငယ်ပုံတို့ပါဝင်ရိုက်နေထုတ်ဝေထားခြင်းဖြစ်ပါတယ်။စံလင်းပတ်စံကတော့ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ရိုက်နှက်ထုတ်ဝေထားတာဖြစ်ပါတယ်။ဒါပြင်ဒီငွေစက္ကူမျိုးစားတစ်ခုကိုအမည်ပေးထားပုံကလည်းငွေစက္ကူတွေမှာပါဝင်တဲ့စံလင်းနဲ့မောင်ကောင်းတို့ရဲ့လက်မှတ်တွေကြောင့်ဖြစ်ပြီးမောင်ကောင်းပတ်စံမှာတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အပ်ဥပဒေမပြဋ္ဌာန်းမီကထုတ်ဝေခြင်းဖြစ်တဲ့အတွက်ကြောင့်ဗမာနိုင်ငံငွေကြေးအုပ်ချုပ်မှုဖွဲ့ကိုစားဆိုပြီးဦးကောင်းရဲ့လက်မှတ်ပါဝင်မှာဖြစ်ပါတယ်။စံလင်းပတ်စံတဲ့မောင်ကောင်းပတ်စံကပို့ပြီးတော့ရှေ့ကြတဲ့ငွေစက္ကူတွေပဲဖြစ်ပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာ1950ဇူလိုင်1ရက်နေ့ကစပြီးအသက်ဝင်ခဲ့တဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အပ်ဥပဒေပြဋ္ဌာန်းပြီးချိန်မှသာပဲလက်ရှိအသုံးပြုနေတဲ့ဓသမစိတ်ငွေကြေးစနစ်ကိုစတင်အသုံးပြုခဲ့တာဖြစ်ပြီးအဲ့ဒီမတိုင်ခင်ကာလမှာထုတ်ဝေခဲ့တဲ့ငွေစက္ကူတွေကတော့ကိုလိုနီခေတ်ဗြိတိရှဆိုရလက်ထက်မှာအသုံးပြုခဲ့တဲ့ဤစနစ်တိုင်းတွက်ချက်အသုံးပြုကြတာဖြစ်တယ်လို့ဆိုကြပါတယ်။ဓသမစိတ်ငွေကြေးစနစ်ဟာမြန်မာပြည်များလက်ထက်ကအသုံးပြုခဲ့တဲ့ငွေကြေးစနစ်ဖြစ်ပြီးဒီစနစ်ကိုပြန်လည်အသုံးမပြုမီလွတ်လပ်ရေးခေတ်ဦးကာလကထုတ်ဝေခဲ့တဲ့မောင်ကောင်းငွေစက္ကူတွေမှာစံလင်းပတ်စံတွေနဲ့ကွာခြားမှုအနေနဲ့ကတော့ Union Bank of Burma စာသားစာမြန်မာနိုင်ငံတော်ဆိုရဒါမှမဟုတ် Government of Burma စာသားတွေပါဝင်နေမှာဖြစ်ပါတယ်။စံလင်းပတ်စံတဲ့ရှေးအောင်ပို့ကြတဲ့မောင်ကောင်းပတ်စံတွေဟာရှေးအောင်ငွေစက္ကူဈေးကွက်မှာတော့ဈေးကစားနိုင်ရင်ကစားနိုင်တယ်လို့ကျပ်3သိန်းထိပေါက်ဈေးရှိတယ်လို့သိရပါတယ်။
ရှေးရောက်ငွေစက္ကူဈေးကွက်တွင်ဈေးကောင်းရတတ်တဲ့နောက်ထပ်မျိုးစားကတော့ငွေတင်ကားပြားတွေဖြစ်ပြီးငွေတင်ကားပြားတွေကမှဗိုလ်ချုပ်အောင်ဆန်းဦးကောင်းမွန်နှစ်ဖက်ပါတဲ့အေရာပြားလို့ဈေးကွက်ထဲမှာခေါ်တယ်။တင်ကားပြားတွေကတော့ရောင်းတဲ့အခါချိန်နေတတ်တဲ့ဈေးနှုန်းကိုစုံနိုင်တဲ့အထိတန်ဖိုးမြင့်တယ်လို့သိရပါတယ်။ဒီအေရာပြားတွေဟာတုံးလုံးစင်မှာအကြောင်းမျိုးကြောင့်ဦးကောင်းမွန်ကိုနှစ်ဖက်စလုံးမှာတုံးလုံးမိသွားတဲ့တင်ကားပြားမျိုးတွေဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာကိုလိုနီခေတ်ကမြန်မာနိုင်ငံတွေအသုံးပြုဖို့ထုတ်ဝေခဲ့တဲ့ငွေစက္ကူတွေကလည်းဈေးကောင်းရတတ်တဲ့ငွေစက္ကူမျိုးစားတွေပဲဖြစ်ပါတယ်။လက်ရှိရှေးရောက်ငွေစက္ကူဈေးကွက်တွေမှာတရားမဝင်ငွေစက္ကူလို့သတ်မှတ်ခံရတဲ့မောင်ကောင်းပတ်စံနဲ့စံလေးပတ်စံတွေဟာတန်ဖိုးမြင့်ဆုံးအခြေအနေမှာရှိနေပေမဲ့မာဆာလာဆိုရလက်ထက်မှာထုတ်ဝေခဲ့ပြီး1989ခုနှစ်စက်တင်ဘာလ9ရက်မှာရုတ်တရက်တရားဝင်ငွေကြေးဖြစ်ကရက်စဲခဲ့ပြီးပြည်သူများစွာကိုစင်းရဲတွင်တက်ဆင်းစေခဲ့တဲ့25ကျပ်တန်35ကျပ်တန်နဲ့85ကျပ်တန်တွေကတော့တန်ကြီးနေပါလာပြီးအရွက်တရပါငွေစက္ကူတုံးမှကျပ်သိန်းဝန်းကျင်သာရှိတယ်ဆိုပြီးတော့သိရပါတယ်ခေတ်ဆက်ဆက်မြန်မာနိုင်ငံမှာအသုံးပြုခဲ့တဲ့ငွေစက္ကူတွေဟာနှစ်ကာလကြာမြင့်ခြင်းနဲ့ရှားပါခြင်းတွေပေါ်မူတည်ကတန်ကြီးမြင့်မားလေးရှိတာကိုတွေ့ရှိရပြီးတန်ကြီးမြင့်ရှေးရောက်ငွေစက္ကူများစုကတော့တရားဝင်ငွေကြေးဖြစ်ရှိမနေတော့တာကိုတွေ့ရပါတယ်။ဒါပေမဲ့တရားဝင်ငွေကြေးဖြစ်ဆက်လက်ရှိနေဆဲဖြစ်တဲ့10ကျပ်တန်5ကျပ်တန်5မှုတန်10ကျပ်တန်45ကျပ်တန်နဲ့90ကျပ်တန်ငွေစက္ကူတွေဟာလည်းပြင်ပငွေကြေးလဲပတ်မှုတွေမှာတန်ဖိုးမရှိသလောက်ဖြစ်နေသလိုအသုံးမပြုကြတော့ပေမဲ့ရှေးရောက်ငွေစက္ကူဈေးကွက်မှာတော့တန်ဖိုးတစ်ခုရှိနေဆဲဖြစ်ပါတယ်။ဒါပေမဲ့တရားဝင်ငွေကြေးဖြစ်ရှိနေဆဲဖြစ်တဲ့ငွေစက္ကူတွေကိုအကျိုးများရယူလိုခြင်းနဲ့ရောင်းဝယ်ဖောက်ကားခြင်းဟာလက်ရှိဘိုးဘန်ဥပဒေအရငွေတန်ဖြစ်စေထောင်တစ်နှစ်အထိဖြစ်စေသို့မဟုတ်တန်တစ်ရက်လုံးအထိဖြစ်စေပြစ်ဒဏ်ချမှတ်ခံရနိုင်ပြီးရဲရေးပိုင်းပြစ်မှုတစ်ခုဖြစ်သတ်မှတ်ထားတာကိုလည်းသတိချက်စေလိုပါတယ်။ယခုလက်ရှိ2023ခုနှစ်အချိန်ကာလမှာလည်းအာဏာသိမ်းပြီးကတည်းကငွေကြေးတန်ဖိုးတွေဆက်လက်ဖောင်းပွားလျက်ရှိပြီးမြန်မာကျပ်ငွေတွေဟာတန်ဖိုးမရှိသလောက်ကိုဖြစ်လို့နေရပါပြီ။တချိန်ကအခြားချမ်းသာတဲ့နိုင်ငံများရဲ့ငွေကြေးတန်ဖိုးတွေနေတူကမ္ဘာငွေကြေးဈေးကွက်မှာနေရာကောင်းတစ်ခုရရှိနိုင်တဲ့မြန်မာကျပ်ငွေတန်ဖိုးတွေဟာရှေးရောက်ငွေစက္ကူဈေးကွက်မှာတော့တန်ဖိုးမြင့်မားနေစေဖြစ်ပါတယ်။ဒီလိုအသုံးပြုခြင်းမရှိတော့တဲ့ရှေးအောင်ငွေစက္ကူတွေကိုရှေးအောင်ပစ္စည်းစုဆောင်းသူတွေအမတ်တရားတင်စီထားခြင်းသူတွေနဲ့တမိုင်းမှတ်တမ်းတစ်ခုဖြစ်ထားလို့သူတွေကတော့ဆက်လက်ဝယ်ယူလျက်ရှိနေတာကိုတွေ့ရမှာပါခင်ဗျာဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့တန်ဖိုးကြီးရှေးအောင်မြန်မာငွေစက္ကူများအကြောင်းပဲဖြစ်ပါတယ်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်စိတ်ဝင်စားပေးရများနဲ့ဘိုးတူတာများကိုကျွန်တော်ရဲ့ Top Magazine YouTube Channel နဲ့ Facebook ပင်မှာအမြင်မပြတ်တင်ဆက်ပေးနေတာမို့ Subscribe နဲ့ Like and Follow ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ